ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူလွတ်လပ်ရေးအတွက်သမိုင်းဝင်ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီးနိုင်ငံတော်ရဲ့ပထမဆုံးတမ္မတာဖြစ်လာခဲ့တဲ့ရှားစော်ဘွားကြီးဆက်ရွှေတိုက်အကြောင်းကိုတိမနစ်အတွင်းပြောပြပေးသွားပါမယ်ဆက်ရွှေတိုက်ကို1896ခုနှစ်မှာရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့မှာမွေးဖွားခဲ့ပါတယ်။သူဟာညောင်ရွှေစော်ဘွားကြီးဖြစ်ုံတင်မကပဲဒုတိယကမ္ဘာစစ်အတွင်းမှာစစ်ပညာသင်ခဲ့ပြီးစစ်မှုထမ်းခဲ့တဲ့စစ်ကိုတစ်ယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်သူဟာသမိုင်းရေးကြစော်ဘွားတစ်ယောက်မဟုတ်ပဲဖြစ်ပညာတတ်အပြည့်ပေါ်မြင်ရှိတဲ့ခေါင်းဆောင်ဖြစ်နေပါတယ်။1940ခုနှစ်ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ပြည်သူ့ညီလာခံမှာဆက်ရွှေတိုက်ဟာဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီးတောင်တန်းနဲ့ဒီမှာပူးပေါင်းဖို့အဓိကဆွမ်းဆောင်ခဲ့ပါတယ်။မြန်မာနိုင်ငံလူ့လက်ရေးရခဲ့တဲ့1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာတော့သူဟာပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ပထမဆုံးပုံမှန်တော်တန်ခါကြီးတစ်ချက်ချမ်းသစ္စာကျင်းဆိုခဲ့ပါတယ်။သူဟာစော်ဘွားအာဏာပြည်ကိုဆွေးနွေးပြီးဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့သစ္စာရှိရှိကြိုးပမ်းခဲ့သူပါ။ပြည်ထောင်စုစစ်တပ်ကိုအသက်သက်သာလုပ်ထားတဲ့ပထမဆုံးတန်ခါကြီးဆက်ရွှေတိုက်ရဲ့အကြောင်းကိုအနေချင်းကိုရောပါပြီးဖတ်ပြထားကြတယ်။ဒီတော့မှပြောရသေးကြပါဦး။အခုလိုသမိုင်းရဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားကြည့်ဆိုရင်ဘယ်လိုထားဖို့မနေဘူး